မှာပဲဖက်မီဂယ်ရှိတာမဟုတ်ဘဲနဲ့ယောက်ျားလေးတွေမှာလည်းရှိပါတယ်ကောင်မလေးတဲ့ကိုတွေ့ရတယ်လေချွတ်ချက်နဲ့သိရမလားအရန်ကိုစိတ်ဝင်စားပြီးတော့နှာပူးကြတဲ့လူတွေလေတွေ့ဘူးရမလားအဲ့လိုလူမျိုးအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ Hello everyone, welcome back to Teacher Email and Her Student Page. အားလုံးပဲမင်္ဂလာပါရှင် Teacher Email and Her Student Page ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာဆိုရင်တော့ line ပေါ်မှာနာမည်ကြီးနေတဲ့ပွဲတွေနဲ့ပတ်သက်ပြီးတော့သိထားရမယ့်အင်္ဂလိပ်စာစကားလုံးလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်အဲ့တော့ဒီရက်ပိုင်းခေတ်စားနေတဲ့ line ပေါ်မှာဖြစ်နေတဲ့ပွဲတွေအရာပေါ့နော်တကယ်ချင်းချိုးကလာမေးကြရဲပေါ့ဟဲ့ snipe ကြော်မအောင်အင်္ဂလိပ်လိုဘယ်လိုပြောမလဲပြီးရင်ချန်ခုံနာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ snipe ကြော်တာကိုနှစ်မျိုးပြောလို့ရပါတယ်အဲ့တော့ဘယ်လိုပြောရတယ်လို့ထင်လဲအင်္ဂလိပ်လိုနည်းနည်းစဉ်းစားကြည့် you know who လို့တော့မဖြစ်နဲ့နော်ဟုတ်ကဲ့ပါအင်္ဂလိပ်လိုမျိုး snipe ကြော်တာကိုပထမတစ်မျိုးကတော့ boyfriend snatcher လို့ခေါ်လို့ရပါတယ်အဓိကကတော့ဒီသူများကောင်လေးကို snipe ကြော်တာမျိုးပေါ့နော်အဲ့ဒါကို boyfriend snatcher oh she is the boyfriend snatcher I don't like her ဒါမျိုးပြောလို့ရပါတယ်နောက်တစ်မျိုးအနေနဲ့ကတော့အားလုံးကြားပြီးဘူးတာစကားဖြစ်တဲ့ side dish ဖြစ်ပါတယ် side chick လို့လည်းတစ်ခါကျရင်ခေါ်ကြပါတယ်သူ့ကိုကြတော့ဘယ်လိုနေရာမှာသုံးလဲဆိုရင်ဥပမာကောင်လေးမှာသူ့ရဲ့ official တွဲထားတဲ့ကောင်မလေးလည်းရှိရယ်နောက်ဟက်ကောင်မလေးတစ်ယောက်လည်းရှိရယ်ပေါ့နော်နောက်ဟက်ကောင်မလေးကကျတော့သူငယ်ချင်းမကရီးစားမကြပေါ့နော်အဲ့တော့ကောင်လေးနေနေရဒီ official တွဲထားတဲ့ကောင်မလေးနဲ့ပြတ်သွားရင်နောက်ဟက်ကောင်မလေးစီကိုတန်သွားမယ်ဆိုရဲဟာမျိုးပေါ့အဲ့လိုမျိုးကောင်မလေးမျိုးကိုကြတော့ side chick လို့ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒုတိယစကားလုံးအနေနဲ့ကတော့ချန်ခုံတာဖြစ်တယ်ပေါ့နော်အဲ့တော့ချန်ခုံတယ်ဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအဓိကကတော့ချန်ခုံတယ်ဆိုကြတဲ့ကိုယ့်ကိုသစ္စာဖောက်ပြီးသူများအနောက်ပါသွားတာပေါ့အဲ့တော့ချန်ခုံတာကို cheat on လို့သုံးပါတယ် CHEAT cheat on cheat on လို့သုံးပါတယ် he cheat on me သူငါ့ကိုသစ္စာဖောက်သွားတယ်သူငါစီကနေချန်ခုံသွားတယ် he is a cheater she is a cheater เนาะသူချန်ခုံသွားတာပဲဒါမျိုးလေးသုံးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုတတိယစကားလုံးလေးကိုသွားကြရအောင်တတိယစကားလုံးလေးကတော့ဘာဖြစ်မယ်လို့ထင်လဲဟုတ်ပါရဲ့တတိယစကားလုံးလေးကတော့ခဏလေးတော့ဖုန်းလာလို့ Hello အော်ဂျက်စီလားငါမသွားချင်ဘူးနင်တို့ပဲသွားလိုက်တော့နော်မလာရှင်ကောလည်းမစားချင်ဘူးလေဟုတ်ပေါ်လည်းမစားချင်ဘူးမလိုက်တော့နော်ပြောမယ်ဆိုမှဖုန်းကဝင်လာပြီခဏလေးတော့ဟဲ့တကောထပ်ဝင်လာပြီ Hello ဂျိမ်းလားရရဲ့ငါကိစ္စမရှိဘူးအမဟင်းကလည်းစားရဲ့ဘူးကြီးကျော်လည်းစားရဲ့လိုက်ခင်မယ်နော်အဲ့လိုကောင်မလေးမျိုးကြီးတွေ့ဘူးလားတငယ်ချင်းကောင်မလေးတွေနဲ့ဆိုလို့ရှင်တော့ဒါလည်းမလုပ်ချင်ဘူးဟွာလည်းမလုပ်ချင်ဘူးနဲ့ချွဲနှွဲပြီးတော့ကောင်လေးတငယ်ချင်းတွေနဲ့ဆိုလို့ရှင်တော့လေဟဲ့ငါလည်းလိုက်မဲသွားမယ်ငါလည်းထားကြိုက်တယ်ဆိုပြီးတော့နင်ထိတ်ထားဆန်လေးတွေတွေ့ဘူးလားအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲစဉ်းစားကြည့်ဘယ်လိုပြောလဲဟုတ်ပါရဲ့အဲ့ဒါကိုအင်္ဂလိပ်လို pick me girl လို့ခေါ်ပါရဲ့ Have you ever seen pick me girl in your friend တငယ်ချင်းတွေထဲမှာအဲ့လိုမျိုးမိန်းကလေးမျိုးတွေရှိလားသူ့ကို PICK pick MEME GIRL girl pick me girl နင်ထိတ်ထားဆန်လေးများလို့ခေါ်ပါရဲ့ရှင်နောက်တစ်ခုအနေနဲ့မိန်းကလေးတွေမှာပဲ pick me girl ရှိတာမဟုတ်ဘဲနဲ့ယောက်ျားလေးတွေမှာလည်းရှိပါတယ်ကောင်မလေးတဲ့ကိုတွေ့ရတယ်လေချွတ်ချက်နဲ့သိရမလားအရန်ကိုစိတ်ဝင်စားပြီးတော့နှာပူးကြတဲ့လူတွေလေတွေ့ဘူးရမလားအဲ့လိုလူမျိုးအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအဲ့လိုလူမျိုးကိုတော့လွယ်ရိုးရှင်းရှင်းနဲ့ပြောရမယ်ဆိုရင် SIMP sim လို့ခေါ်ပါရဲ့ SIMP sim လို့ခေါ်ပါရဲ့ Oh there's too many sim in this street ဒီလမ်းထဲမှာနှာဘူးကောင်တွေအများကြီးပဲဒါမျိုးတွေပြောလို့ရပါရဲ့ရှင်အဲ့ဒါဆိုရင်တော့ဒီနေ့မှာစကားလုံးလေး၄လုံးကိုမျှဝေပေးသွားတာဖြစ်ပြီးတော့အားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါရဲ့ရှင် So bye bye have a beautiful day see you